နေ့မှာတော့ကိုယ့်ရဲ့ Telegram အကောင့်ကိုယ့်ရဲ့ Telegram channel ဒါမှမဟုတ်ကိုယ့်ရဲ့ Telegram group ကိုဖုန်းထဲကနေပြီးတော့ညနောက်မပါသွားအောင်ဘယ်လိုလုပ်မလဲပြီးတော့ကိုယ့်ရဲ့ဒီပေါ့ Telegram အကောင့်ကိုလုံခြုံမှုရှိအောင်ဘယ်လိုလုပ်မလဲဆိုတော့အခုဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like လေးနှိပ်ခဲ့ပေးပါ subscribe လေးနှိပ်ခဲ့ပေးပါပထမဆုံးအနေနဲ့ Telegram ဝင်မယ်ဝင်ပြီးတော့လို့ရှိရင်အချောင်းလေး၃ချောင်းဘေးနားမှာရှိရအောင်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ကဒီ setting နဲ့သွားမယ်သွားပြီးတော့လို့ရှိရင် privacy and security ကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်အခုဒီမှာကျွန်တော်ပြထားတဲ့အတိုင်းပဲ privacy and security မှာကျွန်တော် security ဘိုင်းဆိုင်ရာကအခုအားလုံးမရှိတယ်ဘယ်တော့ရှိမယ်ဒီtwo step notification ရယ်ပြီးတော့ auto delete ရယ်ဒီ passcode ရယ် login email ရယ် block user ရယ် device ပေါ့နော်အဲ့၅ခုမှာ sorry နှစ်လေ6ခုပေါ့နော်အဲ့ဒီ6ခုမှာကျွန်တော်တို့ဒါတွေကအရန်အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီ setting လေးတွေကိုကျွန်တော်တို့က on ထားမယ်ဆိုရင်ကျွန်တော်တို့အကောက်ကလူများရှိကိုပါသွားတာတို့ဖုန်းထဲမှာမှားပြီးပါသွားတာဆိုအဲ့လိုမျိုးအနေနဲ့ကနေပြီးတော့ကင်းဝေးတယ်ပြီးတော့ဒီလိုလှုပ်ထားခြင်းအပြင်ဘာဖြစ်လဲဆိုတော့ပို့ပြီးလုံခြုံတယ်ကိုယ့်ရဲ့ privacy ကိုယ့်ရဲ့ personal လုံခြုံရေးကအရန်ကောင်းတယ်ပေါ့နော်ဒီ setting လေးတွေကိုဖွင့်သိချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်က two step verification ကို on ထားတယ်ဆို online မယ်ပြီးတော့လို့ရှိရင် password ရိုက်ထည့်မှာပေါ့နော် okay ပြီးမှ hit ဆိုတဲ့ဒီ password ထဲမှာမှဒါကကျွန်တော်တို့ကဒီနောက်တစ်ချိန်တက်ပေးအောင်ပေါ့နော်အရှိမ password ကို password နဲ့မတူတဲ့ဟာပေါ့နော်ဒါဒီ password ကကျွန်တော်တို့ login ဝင်ပေါ်နေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တယောက်တည်းပဲမြင်ရမယ့် password ပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ဒါလေးကို skip လုပ်လို့ရတယ်ဒါမှ skip မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီမြားလေးနဲ့နှိပ်ပြီးတော့ထည့်ပလိုက်မယ်ပြီးဒီမှာပြောစရာရှိတာကဒီ you can set recover email ပေါ့နော်အဲ့တော့ email ဆိုမဲ့သူကကျွန်တော်တို့ Telegram ရဲ့အကောင့်ရဲ့ email နဲ့ချိန်ထားတယ်ဆို email ပေါ့နော်အဲ့တော့ကျွန်တော်က email ထည့်လိုက်မယ် Gmail ပေါ့နော်အဲ့တော့ Gmail လေးထည့်ပါ okay အဲ့မှာကျွန်တော်တို့ကဒီမှာသူကကုတ်နံပါတ်ကုတ်အဲ့လိုမျိုး email ကိုကုတ်ပို့လိုက်မယ်နော်အဲ့ဒီကုတ်ကိုကျွန်တော်တို့သွားပြီးယူရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Gmail ကိုကျွန်တော်ဒီGmail ထဲမှာကျွန်တော်တို့ဒီကုတ်နံပါတ်ထည့်ပြီးတော့လို့ရှိရင်အခုဒီတိုင်းပဲ two step verification ဆိုတဲ့ဒီ setting လေးရောက်သွားမယ်အဲ့ဒီမှာကျွန်တော်တို့ကchain recover Gmail မှာကျွန်တော်တို့ Gmail နောက်တစ်ခုသွားပြီး chain လို့ရသေးတယ်ကိုမကြိုက်လို့ရှင်ဗျာကိုအများနဲ့သုံးမဲ့တဲ့ Gmail ကို chain သေးချင်ပါတယ်ဘာလို့ဆိုတော့ဒီ recover user ကပါတော်တော်အရေးကြီးပါတယ်တခြားလူဖုန်းထဲမှာပါသွားလို့ရှင် recover ပြန်ဆွဲလို့ရတယ်ကိုဖုန်းနဲ့ကိုဖုန်းသစ် chain မဲ့ဆိုလဲ recover ပြန် chain လို့ရတယ်ပေါ့နော်အဲ့တော့ chain password နှိပ်ပြန်ဆိုလဲ chain password အကောက်သစ် chain လို့ရတယ်ပေါ့နော် password အသစ် chain လို့ရတယ်အဲ့တော့ on ပြီးပါပြီဒုတိယအနေနဲ့ auto delete ဆိုတာကကျွန်တော်ပြောပြချင်ပါတယ် auto delete ကဘာလဲဆိုတော့ဦးကျွန်တော်တို့မှာစကားပြောတဲ့လူတွေအကုန်လုံးကျွန်တော်တို့ privacy ပဲဖြစ်ဖြစ်ကျွန်တော်တို့ personal ပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကျွန်တော်တို့စကားပြောယူရလို့ရှင်ကျွန်တော်တို့ကကိုကတော့ဖြတ်ကြမလို့ပဲね auto delete လုပ်မဲ့ဒီ function လေးအဲ့ဒါကျွန်တော်တို့ after 1 day after 1 week ပေါ့နော်တပတ်အတွင်းပြောတဲ့စကားတွေဖြတ်မှာလားဒါတလနေမှာဖြတ်မှာလားကိုပြောတဲ့စကားအဲ့တော့ကျွန်တော်တို့က1 day ပြောတဲ့စကားတွေon ထားမယ်ဆိုရင်ကျွန်တော်1 day ပြောတဲ့စကားတွေအကုန်လုံး24နိုင်ပြည့်သွားလို့ရှိရင်သူက auto delete လုပ်လိုက်မှာဖြစ်ပါတယ်အဲ့တော့အဲ့လိုလုပ်တာကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်လူများတွေမမြင်သင်ခြင်းတဲ့စာဆိုရင်တော့ဒီလိုဖြတ်တာတော့အဆင်ပြေတယ်ပေါ့နော်ရှုပ်ထွေးတော့မနေတော့ဘူးပေါ့နော်โอเคအဲ့တော့ကိုကမလိုအပ်ဘူးဆိုရင်တော့ offline ပေါ့နော်အဲ့တော့ auto delete ကတော့မလိုအပ်ရင်မ on ထားပါနဲ့ဘာလို့လဲဆိုတော့အရေးကြီးတဲ့စကားပဲဖြစ်ဖြစ်အလုပ်ကိစ္စပဲဖြစ်ဖြစ်အဲ့ဒါတွေပြန်ရှာလို့မရမှာဆိုလို့ပေါ့နော်โอเคအောက်မှာနံပါတ်3အနေနဲ့ပတ်ကုတ်ပေါ့နော်အဲ့တော့ပတ်ကုတ်ကဘာဖြစ်လဲဆိုတော့ enable passcode အဲ့ဒါကနံပါတ်4လုံးပဲထည့်ရမှာပေါ့နော်အဲ့တော့အဲ့ဒါလည်းရေးကြည့်ပါတယ်ခံထားလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ fingerprint ပေါ့နော်အဲ့တော့ fingerprint ဖွင့်တာမလား fingerprint ဖွင့်တာလို့ရှိရင်လောက်တော့တိတ်မရှုပ်တော့ဘူးဒီမှာ auto lock မှာကျွန်တော် disable ကျွန်တော်လုပ်ထားတယ်ပေါ့နော်အဲ့တော့ auto lock မှာ disable လုပ်ထားတယ်ဆိုကျွန်တော်မပိတ်ဘူးဆိုတော့ကျွန်တော် disable လုပ်ထားတယ်အခုကြည့်နေတဲ့လူကတော့ disable မဟုတ်ဘဲနဲ့ကိုက9နိုင်မှပိတ်မှာလား10နိုင်မှပိတ်မှာလား2နိုင်မှပိတ်မှာလားဆိုတဲ့ဟာမျိုးအဲ့လိုမျိုးလေးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ okay အဲ့မှာကြည့်ကျွန်တော်ပြရတယ်မယ်နော်အပေါ်သုံးပါလေးအဲ့လိုပတ်ကုတ်လေးလုပ်ထားတယ်ဆိုတာဒီမှာဟိုတော့တန်လေးနဲ့တွေ့လားတော့တန်လေးနဲ့ okay အဲ့တော့တန်လေးနဲ့သူဖြစ်နေတာသူဖွင့်ကျင်လာပေါ့ပိတ်ကျင်လာပေါ့အဲ့လိုမျိုးပေါ့နော်လာပြတာပေါ့ okay အဲ့တော့ကျွန်တော်ခဏလေးဆက်ပြမယ်ပေါ့နော်စနေနဲ့တော့မယ်တွားပြီးတော့လို့ကျင်မှာ okay ဒီမှာ login email ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် login email ကဘာလို့အရေးကြီးလဲဆိုတော့စောပြောရတဲ့ဒါပေမဲ့ recover Gmail ကဒီထဲမှာဒီဘက် main နဲ့တူရမှာဖြစ်ပါတယ်အဲ့တော့ကိုက recover Gmail ကိုဒီကနေ change နေတယ်ဆိုလဲ change လို့ရတယ်ပေါ့နော်အဲ့တော့အောက်မှာပြောချင်တာကဒီမှာ sign in အောက်ကမလုပ်ပါနဲ့ကျွန်တော်ဒီမှာ your new email ဆိုတာကျွန်တော်အခုဒီမှာ Gmail အကောင့်ဒီကနေဥပမာရိုက်ထည့်လိုက်ပေါ့နော်ရိုက်ထည့်ပြီးတော့မှပြန် change လို့ရတယ်ပေါ့နော်ပြီး change တာလွယ်ပါတယ်အဲ့တော့ကုတ်နံပါတ်တွေခံပြီးတော့မှတော့ပြီး change ရတာပေါ့နော်အဲ့တော့ okay ကျွန်တော် change ပြလိုက်ပါ
တော့ကိုချိန်မဲ့ email ကိုအရင်ဆုံးတော့ဖွင့်ထားလိုက်ပါနော်ဒါတွေကအရေးကြီးရနော်အရေးကြီးလို့ကျွန်တော်ဗီဒီယိုလေးတစ်ပုတ်အဖြစ်နဲ့ပြတာပေါ့နော်โอเคအဲ့တော့ကျွန်တော်ချိန်တဲ့ Gmail ကိုအရင်ဖွင့်ထားလိုက်မယ်ပြီးတော့ဒီနောက်မှာကျွန်တော်ချိန်မဲ့ Gmail ကိုရက်ထည့်လိုက်မယ်ပေါ့နော်โอเคပြီးသွားရင်ကျွန်တော်အရှိအများလို့တစ်ချက်နှိပ်လိုက်ပါပြီးသွားရင်အဲ့မှာကုတ်နံပါတ်ကြလာပါလိမ့်မယ်ကိုယ့်ရဲ့ Gmail မှာဒီချပြီ164 860မှန်ပါပြီโอเคအဲ့တော့ကျွန်တော်တို့ဒီမှာအခုတွေ့တဲ့အတိုင်းပဲ Gmail ချိန်ပြီးသွားပြီပေါ့နော် Gmail ချိန်သွားဆိုတော့ကျွန်တော်တို့အခုအမှအဲ့ဒါပြီးသွားပြီမလို့တော့ဘူးအဲ့တော့ blog user ဆိုတာရှိတယ်အဲ့ blog user ဆိုတော့ကျွန်တော် blog တဲ့လူတွေအကုန်လုံးဒီထဲမှာblog ပြန်ဖြည့်လို့ရမယ် blog တဲ့ user တွေဒီမှာပုံမှန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလူတော့မ blog ထားဘူးဒါပေမဲ့ကျွန်တော်အများကြီးပဲပေါ့နော် post လုပ်တဲ့ဟာတွေကိုကျွန်တော် blog ထားတာအဲ့တော့အောက်မှာ device ဒါလေးကလည်းတော်တော်အရေးကြီးတယ် device ကဘာအခုကျွန်တော်တို့ဖုန်းတစ်လုံးနဲ့ဝင်နေတယ်ကိုယ့်အကောက်ကိုဆိုရင်တော့အခုကကျွန်တော် Oppo ဖုန်းတစ်လုံးနဲ့ကျွန်တော် login ဝင်ထားတယ်ဆိုတော့ Oppo ဖုန်းတစ်လုံးပဲရှိမှာဖြစ်ပါတယ်အဲ့တော့ကနောက်တဲ့ဖုန်းတွေအများကြီး login ဝင်ထားတယ်ဆိုတော့ဒီအောက်မှာအများကြီးရှိနေမှာဖြစ်ပါတယ်အဲ့တော့အောက်တာအများကြီးရှိနေတာတွေအကုန်လုံးကိုကျွန်တော် log out login မလုပ်ဘူးဆိုလဲဒီတိုင်းပဲထားမယ်ဆိုရင်ကိုယ့်ရဲ့အကောက်ကိုဘယ်ဖုန်းကနေဝင်သုံးတယ်ဆိုတာဒီအောက်မှာတွားကြည့်လို့ရတယ်ပေါ့နော်ဟိုကျွန်တော်စောစောဖြတ်လိုက်လို့ပေါ့နော်အဲ့တော့ကိုကဒါမှမဟုတ်လဲကျွန်တော် desktop နဲ့ချိန်မယ်ဆိုလဲဒီမှာ link desktop device ဆိုပြီးတော့မှချိန်လိုက်လို့ရှိရင် Jupyter စကန်ဖတ်တာနဲ့ကျွန်တော်တို့အကောက်ကကွန်ပျူတာထဲမှာတွားပြီးတော့မှ link ချိန်ပြီးသားဖြစ်မှာပေါ့နော် Okay အဲ့တော့အောက်က setting တွေကတော့အဲ့လောက်အရေးမကြီးပါဘူးဒါဒီနေ့ပြောသွားတာကဒီလောက်ပါပဲဒါကဒီ Telegram နဲ့ subscriber ပိုင်းဆိုင်ရာကိုယ့်ရဲ့ personal တွေကိုဘယ်သူမှမသိသေးချင်ဘူး personal အရာစီးပွားရေးအရာဘာပဲဖြစ်နေပေါ့နော်ကိုယ့်ရဲ့ဒီ Telegram လုံခြုံမှုရှိအောင်ပြီးတော့ Telegram blogger တွေလောက်ထားမယ်တခြားလူတွေကိုတခြားလူတွေနောက်ပါဝိုင်းတော့ blogger ပြန်လို့ရတယ်ပေါ့နော်ဒီ setting လေးဖွင့်ထားမယ်ဆိုရင် Telegram ကသုံးလို့အရန်ကောင်းပါတယ်မသုံးဘူးဆိုရင်တော့မလုံခြုံဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အခုကြည့်နေတဲ့သူရော Telegram အခုဒီ setting လေးတွေကတကယ်အသုံးဝင်လားဒီ setting လေးတွေရောသုံးထားလားလောက်ထားလားဖွင့်ထားလားအဲ့တော့အောက်မှာ comment မှတ်ပြီးတော့မှဆွေးနွေးသွားပေးပါ comment မှတ်ပြီးတော့မှပြောသွားပေးကြပါဖြည့်သွားပေးကြပါကျေးဇူးအများကြီးတင်ပါတယ်စကားမှချက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပေးဖို့တောင်းဆိုပါရစေဗျ